Reading, scan the interview. Interview ချင်း What's the news about Mike's job? Mike ရဲ့ထူးခြားတဲ့အလုပ်ကဘာလဲ What's your schedule like? မင်းရဲ့လုပ်ငန်းစဉ်ရောဘာလဲ Every week we interview someone with an unusual schedule. အပတ်တိုင်းမှာကျွန်တော်တို့ကမတူညီတဲ့လုပ်ငန်းစဉ်တွေလုပ်နေတဲ့တယောက်ယောက်နဲ့ interview လုပ်ပါတယ် In this week's interview, we meet Mike Works, a professional sleeper. ဒီဘက် interview မှာတော့ကျွန်တော်တို့က Mike Works နဲ့တွေ့ဆုံထားပါတယ်အိပ်ပြီးတော့မှအသက်မူဝန်ဆောင်ပြုတ်တဲ့သူအိပ်တဲ့သူပေါ့ Yes, that's correct. ဟုတ်တယ်ဒါအမှန်ပဲ Mike's job pays him to sleep. Mike ရဲ့အလုပ်ကတဲ့အိပ်ဖို့အတွက်သူကလာစားရတာ Here, Mike talks to us about his schedule. ဒီမှာ Mike ကသူ့ရဲ့လုပ်ငန်းစဉ်အတွက်ကျွန်တော်တို့ကိုပြောပြထားတယ် News now and Mike. Hi Mike, thanks for talking to us. What's your schedule like? Hi Mike ရေငါတို့စကားပြောပြလို့ကျေးဇူးတင်ပါတယ်မင်းရဲ့လုပ်ငန်းစဉ်တွေကဘာလဲ Hi there, my schedule is strange, but I love it. Hi ကျွန်တော်ရဲ့လုပ်ငန်းစဉ်တွေကတော့ထူးခြားပါတယ်ဒါပေမဲ့ကျွန်တော်ကကြိုက်တယ် I go to bed at 10 p.m. in a different hotel room every night. ညတိုင်းမတူညီတဲ့ဟိုတယ်ကနေမှာကျွန်တော်ကည10 နာရီထိုးရင်အိပ်ရပါတယ် Whoa, that's cool ကောင်းတာပေါ့ Do you get up early အစောကြီးထားလား Yes, I get up at 6 a.m. ဟုတ်ကဲ့ကျွန်တော်မနက်6 နာရီမှာထားပါတယ် I'm an early bird ကျွန်တော်ကစောစောထားတဲ့သူတစ်ယောက်ပါ I like the morning ကျွန်တော်ကမနက်ခင်းနေကိုကြိုက်တယ် At 8 a.m. I have a big breakfast in the hotel restaurant မနက်7 နာရီမှာဆိုရင်ကျွန်တော်ကဟိုတယ်ကစားတောက်ဆိုင်မှာမနက်စာကောင်းကောင်းစားတယ် So who pays you to do that ဟုတ်ဒါဆိုရင်မင်းကိုဒီလိုလုပ်ဖို့ဘယ်သူကလာစားပေးတာလဲ I work for a travel blog ကျွန်တော်ကခရီးသွား blog အတွက်အလုပ်လုပ်တာ They pay me to stay in different hotels and write about them သူတို့ကကျွန်တော်ကိုမတူညီတဲ့ hotel တွေမှာနေဖို့ပြီးတော့ရင်စာရေးပေးဖို့ကိုလာစားပေးတယ် People read the blog and go to the hotels လူတွေက blog ကိုဖတ်တယ်ပြီးတော့ရင် hotels တွေကိုသွားတယ် Right now I'm at a hotel in Finland, Hotel Finn အခုတော့ကျွန်တော်က Finland နိုင်ငံက Hotel Finn မှာပါ